ဗုဒ္ဓောမေနာထောဗုဒ္ဓံတရဏံကိစ္ဆာမိဗုဒ္ဓဗျာရှင်သည်ကိုးကွယ်ရာဖြစ်ပါ၏ဗုဒ္ဓဗျာရှင်အားကိုးကွယ်စိတ်ကပ်ပါ၏ဓမ္မောမေနာထောဓမ္မံတရဏံကိစ္ဆာမိဓမ္မတရားတော်သည်ကိုးကွယ်ရာဖြစ်ပါ၏ဓမ္မတရားတော်အားကိုးကွယ်စိတ်ကပ်ပါ၏သံဃောမေနာထောသံဃံတရဏံကိစ္ဆာမိသံဃာတော်မြတ်သည်ကိုးကွယ်ရာဖြစ်ပါ၏သံဃာတော်မြတ်အားကိုးကွယ်စိတ်ကပ်ပါ၏အစင်းလှခြင်း၏အကြောင်းလက္ခဏာအင်္ဂါ၄ပါးအကြောင်းမှတ်၍ဆုမတောင်းတော်လေကောင်းမှု၄ပါးရှိသသူတို့ကချစ်လေရာရာအစင်းလှစမြဲပင်ဟူ၏၁ဆွန်းလူဘူးသောသူ၂ပစိုးလှူဘူးသောသူ၃အမျက်ဖြည်းဖြင်းနိုင်သောသူ၄ဓမြက်လဲဘူးသသူဤ၄ပါးတို့ကချစ်လေရာရာအစင်းလှစမြဲတည်အစင်းလှသောလက္ခဏာကြောင့်တမှုကဝတ်ကောင်းဆလကိုရှင်ရင်စမြဲတည်ဒုက္ခမာနံစဝဋ္ဌာနံတဒံတမ္မေဇတောတထာအကောဒေနာစကမ္မေနဟောတိတုဝနာဝနာတာတုမှုမာနံမုဒုကာနံဝဋ္ဌာနံလာဘိတာဖလံဒုက္ခမာနံဝဋ္ဌာနံမွေသိမ်သောပစိုးတို့ကိုတဒံတောစလူဘူးသောကြောင့်၎င်းတမ္မေဇတောစဓမြဲလဲဘူးသောကြောင့်၎င်းတထာထိုမြို့တုံအကောဒေနာစကမ္မေနာအမျက်ဆောင်မှန်မရှိသောကျမကြောင့်၎င်းတုဝနာဝနာတာရွှေအစင်းကဲ့သို့အစင်းလာသည်ဟောတိဖြစ်သည်ဒုက္ခမာနံမွေသိမ်ကုန်သောမုဒုကာနံနုညံ့ကုန်သောဝဋ္ဌာနံပစိုးဒဇာတို့ကိုလာဘိတာရပံများသည်ကဖလံအစင်းလာသောလက္ခဏာ၏အကျိုးဆက်တည်ဤဂါထာကိုမိ၍ဟောပေရ၏တန္တရာကစာတိဝေဓမြဲလဲဘူးသောသူကသိန်းကိုကျုံတွင်အစင်းလာစွာသောသူတို့သားဖြစ်၍ယဟန်ပြုပြီး၍ယဟန္တာဖြစ်၏သိန်းကိုကျုံအလုံးအရှင်ယဟန္တာကိုအလှကျော်၏အရှင်ယဟန္တာဓမြဲလဲသောအခါဓမြဲခြေကျုံပါသောသူကသိန်းကိုကျုံ၌၎င်းအမတ်သားဖြစ်၍အလှကျော်၏အရှင်လှ၏အမတ်သားလှ၏ကိုညင်းကြကုန်ကဖြစ်ခဲ့ရကအရှင်နှင့်အမတ်သားကိုဇာတိပြင်းဝဲနှစ်ပါးအညီကြိုက်ကြစေ၏အရှင်ယဟန္တာလည်းအမတ်သားကိုငါလဲသောဓမြဲခြေကိုကျုံပါ၍ငါကိုတုရိတကားဟုဆိုပေ၏ဤသို့လျင်ကောင်းမှု၄ပါးရှိသောသူတို့ကအစင်းလှခြင်းဤဟုမှတ်၍မတောင်းတော်လေအစင်းလှမြဲ၏မှတ်၍ဆုတောင်းပတ္ထနာပြုတော်ကတောင်းတိုင်းပြည့်လေမြဲသည်သူ့အိမ်တွင်လနှင့်ဆုံးဖြတ်၍လှုပ်ဆောင်ပါသောအခါဝပန်းပစိုးကိုအရှင်ယဟန္တာအားလူ၍အထူးအခြားမှတ်သားလျက်ဆုတောင်းသောဥပလဝံအလောင်းတော်ကဆုတောင်းတိုင်းလျင်မချွတ်မလွယ်ပြည့်ရသည်အကျဉ်သူသည်တုံဤအစားအဝတ်ကိုမရှိရဝဲလူပြီမူကားငါမစားရပြီမွတ်သိမ့်အံ့တည်းငါမဝတ်ရပြီဆိုးပြီးအံ့တည်းဟုမစ္စရာစိတ်ဖြင့်တွက်ဆ၍မလူကပ်မိပဲအခါလွန်၏ထိုသူကမိမိတွက်ဆသောအလျောက်တန္တရာ၌အလူမဲ့၍မစားရတတ်ငတ်မွတ်သောဘေးကိုခံရ၏မဝတ်ရတတ်ဆိုးဖြီးသောဘေးကိုခံစားရ၏အကျဉ်သူသည်တုံမွတ်စေကာမူလူအံ့ဟုစားအံ့သောအစာကိုလူ၏အဝတ်မဲ့ဆိုးဖြီးကာမူလူအံ့ဟုဝလတန့်သောအဝတ်ကိုလူ၏သူတို့ကတန္တရာ၌ကြွယ်ဝချမ်းသာစွာ၏ဝတ်စားတစားများရ၏ယတ္တေဝပိတောနတထာတိမစ္စရိတတေဝတထတောပယံဇိကိသာစပိပါတာစယတ္တဘာယတိမစ္စရိတမေဝဘာလံဖုတ်တတိအတမိန်လောကေပရမိစဇိကိသာစမွတ်ချင်းမှ၎င်းပိပါတာစတောက်ချင်းမှ၎င်းယတ္တအကျင်ဘေးမှမစ္စရိဝန်တိုတသူသည်ဘာယတိကြောက်တတ်၏မစ္စရိဝန်တိုသောသူသည်က
ရက်သေးဝအကျင်မွတ်သိပ်ဆိုးဖြီးခြင်းမှာဘီတော်ကြောက်သေးဖြစ်၍နာတရာတီမလူတတေဝထိုမွတ်သိပ်ဆိုးဖြီးခြင်းသည်လျင်အာတတာတော်အလူမရှိသောသူဤဗယံဘေးမီဤတံမေဝထိုမွတ်သိပ်ခြင်းစသောဘေးသည်သာလျင်ဘာလံအလူမရှိသောသူမိုက်ကိုအသမိန်လောကေစာအေလူပြည်၌၎င်းပရမိစာတန္တရာ၌၎င်းဖို့တတိနှိမ့်ဆက်လိမ်မြဲသည်အတိဘယ်ကယခုငတ်မှုဆိုးဖြီးလက်တန့်သောဘေးကိုကြောက်၍မလူအံ့ထိုဘေးအနှိမ့်အဆက်ကိုလည်းနောက်နောက်ခံရ၏တန္တရာ၌ငတ်မှုဆိုးဖြီးလက်တန့်သောဘေးကိုကြောက်၍လူအံ့ထိုဘေးမှလွတ်၏သည်ဟုဤဂါထာကိုမိ၍ဟောပေရ၏ဥပလဝံထေရီအလောင်းသူတို့သမီးသည်လည်းမလူဘူး၍လျင်ဤဝပန်းပစိုးကြောင့်ညိုညင်စွာသောဘေးကိုငါခံရသည်ယခုမလူမိတုံတော်ကနောက်နောက်လည်းညိုညင်သောဘေးကိုခံရအံ့သည်ဟုတန္တရာ၌ညိုညင်လက်တန့်သောဘေးကိုကြောက်၍လူသည်မိတည်းဤသို့လျင်တန္တရာ၌မညိုမညင်ဖြစ်လို့သောငါလူမိသောအလူတိုင်းကဖြစ်သောကြောင့်မညိုမညင်ဆူတောင်းတိုင်းလျင်အစင်းအားဖြင့်အတုမရှိသောသူတို့သမီးဖြစ်လေသည်ဆင်းရဲသောအခါမရသာ၍မရှိမရအနှဲမြလူသောအလူကအထောင်မြလောက်သောအလူမီ၏ငဆင်းရဲတဟင်းချို့မြလူသောဆုံးကိုကုံငှ၍ရတတ်သောသူသည်တထောင်မြလောက်လူမှတူပါအံ့သည်စေတနာထက်သန်စွာပေးလိုသောဒါနသည်အဖို့အ내ကထိုက်တန်ကြောင်းအပ္ပသမေကေပဝတ်စန္တိဘဟုနေကေနဒိဋ္ဌရေအပ္ပသမဒက္ခိနာဒိဏသဟသေနတမံမိတာဧကေသူတချို့တို့ကအပ္ပသမိန်လူစရာနဲတော်လေပဝတ်စန္တိလူကုန်တလျင်ကတိဧကေသူတချို့တို့ကဘဟုနာအများရှိကုန်လျက်နာဒိဋ္ဌရေလူအံ့သောငါအလိုမရှိကုန်တလျင်ကသည်အပ္ပတမအ내မှဒိဏဒက္ခိနာပေးသောအလူကိုကသဟသေနတမံမိတာတထောင်သောအလူနှင့်အများဟုနိုင်ရှင်အပ်တလျင်ကသည်ဤဂါထာကိုဟောပြရ၏တထောင်သောအလူနှင့်တူ၏ဟုသည်လေတရားနှင့်လျော်စွာရသည်ကိုပေးလိုသောအလူကိုသာဆိုသည်တရားနှင့်မလျော်ဘဲရသည်ကိုလူတော်ကတသိန်းလူတော်၎င်းထိုထက်အလွန်အကဲသောအလူတော်၎င်းမရှိမရအ내လူသောအလူကိုမတူနိုင်ရာဓမ္မံစရေယောပိသမုတ်စကံစရေဒါရံစပောတံဒတံအပ္ပကံသမိန်တတံတဟတာနိတဟတယာဂိနံကလံပိနဂန္တိတထာဝိဒတ္တတေယောပိအကျဉ်သူသည်သမုတ်စကံကောင်းသောအစာရှာမိခြင်းကိုစရေရှာမိ၏တောပိထိုသူသည်လည်းဓမ္မံသူစရိုက်သုံးပါးကိုစရေကျင့်သည်မြည်၏ယောပိအကျဉ်သူသည်တုံဒါရံစတာမယာကိုလည်းပောတံတော်မွေးလျက်အပ္ပကတ္တမိန်အ내တုံတော်လေတဒံတော်လူကမ်းပါ၏တောပိထိုသူသည်လေဓမ္မံသူစရိုက်သုံးပါးကုသိုလ်တရားကိုစရေကျင့်သသူမြည်၏တထာဝိဒတ္တထိုသို့သောသူစရိုက်သုံးပါးကုသိုလ်တရားကိုကျင့်တော်သူ၏ကလံပိ16စုတွင်တစုသောကုသိုလ်အစိတ်ကိုများလေတဟတယာဂိနံတထောင်လိုသောစိစိတ်ရှင်တို့၏တတံတဟတာနိတသိန်းများလောက်သောတေဒက်ခိနာထိုပူဇော်သောအလူတို့သည်ကနဂန္တိမမြနိုင်ကုန်တလျင်ကတိအတိဘယ်ကယတိယဟန်ဖြစ်၍တော်လေရွာတွင်တောတွင်ဟူသည်များနတ်မနတ်ကိုခံ၍တည်တည်တင်းမြစ်ကိုရှာ၍ရရသည်များစား၏အိယာထောင်သောလူဖြစ်၍တော်လေမရှိမရအ내တွင်လူ၏ဤပုဂ္ဂိုလ်နှစ်ပါးသည်က
သူစရိုက်3ပါးကုသိုလ်တရားကိုကျင့်နေကြီးနိနေဒီဤသူစရိုက်3ပါးကိုကျင့်တော်သူဤကုသိုလ်တရားကို16စိတ်စိတ်၍တခုသောအစိတ်ကိုမျှလဲ1000ပူဇော်တာသူသည်အကျင့်တသိန်းပူဇော်တော်လေမမျှနိုင်ရဟုတည်းဤဂါထာကိုမိ၍အနေဒီလူတော်သူဤကုသိုလ်ကိုအထောင်များလောက်လူတော်စိတ်ရှင်တို့တသိန်းမကသောကောင်းမှုတို့သည်မတူနိုင်ရဟုတည်းဤတရားကိုမိ၍တော့ကဥပ္ပလဝေါထေရီဤအလောင်းဖြစ်သောသူတို့သမီးသည်လည်းညိုညင်စွာရသောဝတ်ပန်းပစိုးကိုလူသည်ဖြစ်သောကြောင့်ရလွယ်သောသူတို့ဤအလူ1000လူသောအလူနှင့်တော်လဲတူဤတရားနှင့်မလျော်လူသောအလူတသိန်းထက်တော်လဲလွန်ဤဟုဆိုကောင်းဤဤတို့ဆင်မြတ်သောအလူဖြစ်ခဲ့၍ကအစင်းလာယုံကိုမှတ်၍တောင်းသောစုပတ္ထနာသည်တောင်းတိုင်းရလေတံဤမရဘဲမရှိရသလျင်ကသည်သူဆင်းရဲကမရတတ်၍အနှဲငယ်ကိုတော်လဲနှမျောစုံမဲ့ဤအကျိုးကိုခံစားလိုသည်အားကြီးစွာ၍တမှုကအလူကိုလူဤနှလုံးဆောက်တည်ခြင်းအားထုတ်ခြင်းဖြစ်စေရခောက်လျင်အကျိုးတော်ကအံ့မွယ်တည်းသာဖြစ်၏အနှဲငယ်လူဒန်းသောဒါနကြောင့်အကျိုးတို့ရသောဧကဒုတ်တဒါယကထေအကြောင်းမရတတ်သောအခါလှူ၍အကျိုးကြည့်သည်ကိုတရားတော်၌ဤသို့ဟော၏ငါတို့ဘုရားသခင်လက်ထက်၌ဧကဒုတ်တဒါယကထေဟုတွင်သောအရှင်ယဟန္တာရှိတတ်ထိုယဟန္တာမြတ်ကပရိသတ်တို့အားဤသို့ဟောပေ၏ဘဒုမုတ္တရဘုရားမြတ်စွာလက်ထက်တွင်ငါကသူဆင်းရဲဖြစ်၍မြတ်တာရောင်းစားလျက်အသက်မွေး၏တာမယားကိုတင်းကြို၏လူ၌ဘုရားသခင်ဖြစ်တော်မူသည်ကြိုက်သည်ဖြစ်လျက်လူကန်းเสียလည်းငါဝယ်မရှိခဲ့ကိုယ်ဝယ်ဝတ်သောဤပစိုးတစ်ထည်မှတပါမရှိအဝတ်မဲ့ဟုပေးပါလက်တန်သောသူသည်မရှိအပယ်လေးပါးဆင်းရဲကိုတမှုကအလူမဲ့သားသူတို့ခံရခြင်းဖြင့်ပြင်းစွာတုံ၏ကောင်းမှုမျိုးစေ့ကိုပြိုးမိအောင်ငါပြိုးလိုက်ကောင်း၏ဟုကြံ၍ဝတ်တိပစိုးကိုဘုရားမြတ်စွာအားလူလျင်၏အကျွန်ုပ်ကိုတနာသည်မူ၍ကဲတော်မူစေခြင်း၏ဟုလျှောက်၏ဘုရားမြတ်စွာလည်းငါအားအနုမောဒနာဤသို့ပြုတော်မူ၏ဤသည်ကောင်းမှုကြောင့်ကဘာတသိန်းတိုင်အောင်အပယ်လေးပါးမလားရလေသည်လူကောင်းနတ်ကောင်းသာဖြစ်လက်တန့်တည်းတရားနတ်မင်းကြီးက36ကြိမ်စัจ java ရေမင်းကြီးက33ကြိမ်ပရိသရေမင်းအဖြစ်ကအချိန်မရေတွက်နိုင်လျင်လူပြည်နတ်ပြည်ကျင်လဲလျာသည်ဖြစ်လက်တန့်အစင်းယူပကေတင့်တယ်စွာလျက်မသုံးဆောင်နိုင်အောင်အလိုအတိုင်းဝတ်စားတစားကြွယ်ဝစားသည်ဖြစ်လက်တန့်ဟုအနုမောဒနာပြုတော်မူ၏ငါလည်းထိုဘုရားမြတ်စွာအနုမောဒနာပြုတိုင်းပေလျင်ချမ်းသာခံစားရသည်ခြေလှမ်းတိုင်းလှမ်းတိုင်းလျင်ဗိဗ္ဗံနှင့်အကွာပစိုးအတိခင်းလျက်ရှိလင်၏စကြဝဠာတတိုင်းလုံးတော်လေပစိုးအတိလွှမ်းနိုင်စွမ်း၏ကိုဤအစင်းအဝါကရွှေသားကဲ့သို့တင်းနေစွာသည်သာငါဖြစ်၏ပစိုးတစ်ထည်လှူသောအကျိုးကိုကဘာကြီးတသိန်းတိုင်အောင်ခံစားရတော်လေမကုန်မခံဖြစ်၏ယခုတုံလည်းအကျိုးရ၍အရဟံတဖို့ချမ်းသာကိုငါခံစားရသည်ကဘာတသိန်းတိုင်အောင်လျင်အပယ်လေးပါးဆင်းရဲမှန်းကိုငါမသိဟုအရှင်ယဟန္တာဟောတော်မူသည်ဥပဒုတ္တဒါယကထေအကြောင်းငါတို့ဖျားမြတ်စွာလက်ထက်၌၎င်းအရှင်ယဟန္တာတယောက်ကိုဥပဒုတ္တဒါယကထေဟုတွင်၏ထိုအရှင်သည်ဤသို့ဟောတုံ၏ဘဒုမုတ္တရဘုရားသခင်လက်ထက်၌သူစာတာမည်သောတပည့်သားတော်သည်ပန္တကိုရှာ၏ငါကတရင်ငါလှုပ်ဆောင်ပါသောသူဖြစ်၍ငါဝတ်သောပစိုးတွင်တပိုင်းဖြတ်၍အရှင်သူစာတာထေအားလှူ၏ထိုသို့သောကောင်းမှုကြောင့်ထိုဖြစ်ကသည်တာဝရိန်သာနတ်ပြည်၌ငါဖြစ်လေ၏တရားမင်းအဖြစ်33ကြိမ်စัจ java ရေမင်းအဖြစ်89ကြိမ်ပရိသရေမင်းအဖြစ်ကအချိန်မရေမတွက်နိုင်ငါဖြစ်ဖူး၏ဆင်းရဲစွာလျက်ပစိုးတစ်ပိုင်းဖြတ်၍လူဘူးသောကုသိုလ်ကြောင့်ကဘာတသိန်းတိုင်အောင်လျင်အပယ်လေးပါမလားလျင်ပဲလူကောင်းနတ်ကောင်းသာဖြစ်၏ထိုကောင်းမှုအားဖြင့်၎င်းယခုယဟန္တာဖြစ်ပြီးတော့ကတောတောင်မိုးမြေမလွတ်
ခေါမပစိုးအတီဖုံးလွှမ်းတော်လေတအားနိုင်လေသည်ကသည်ဟုဟောသည့်တရားထင်ရှားရှိ၏ဤသို့စွန့်ရက်ခဲသောအခါလူသောသူကခံရခဲ့သောအကျိုးချမ်းသာကိုခံရလိမ့်မည်သည်ပတ္ထောဒနာဒါယကခြေအကြောင်းဖျားမြတ်စွာလက်ထက်တွင်အရှင်ယဟန္တာတယောက်ကိုပတ္ထောဒနာဒါယကခြေဟုတွင်၏ထိုအရှင်သည်ပရိသတ်တို့အားဤသို့ဟောတော်၏ကဘာကြီး94ကဘာထင်၌သူတွင်အခစား၍တောလို့ကိုငါလှုပ်ဆောင်ပါလျက်တကွန်းစားချက်သောထမင်းတုံနှင့်တောဝင်လေ၏တောတွင်အရှင်ပစ္စေကဗုဒ္ဓဆွမ်းခံလာလတ်သည်ကိုမြင်၍အလူမဲ့၍ငါဆင်းရဲသည်တကားဟုစားစရာဖို့ထမင်းတုံကိုအရှင်ပစ္စေကဗုဒ္ဓအားငါလူ၏အရှင်ပစ္စေကဗုဒ္ဓလည်းငါမောက်လျင်ဖုံးပေးတော်မူလျင်၍အလွန်လျင်နှင့်လို့ဝမ်းမြောက်စွာငါဖြစ်သည်ငါလည်းထိုအဖြစ်ကသည်တာဝရိန်သာနတ်ပြည်၌ဖြစ်လေ၏တရားမင်းအဖြစ်သည်က36ကြိမ်စကြဝဠာမင်းဖြစ်သည်က33ကြိမ်ပရိသေရမင်းအဖြစ်ကမရေတွက်နိုင်ငါဖြစ်ခဲ့ဘူး၏အဖြစ်ကြီးငယ်ဖြစ်လေသည်များအတိုင်းမသိသောစည်းစိမ်ချမ်းသာပရိခရာသခင်သာငါဖြစ်၍ရောညံ့သောငါစည်းစိမ်ဟူသည်မရှိတလျင်ကသည်နရီတောတာပရိပါကဘောဂာနိဗ္ဗတရေမမပရိမေတုံနာတက်ကောမိပတ္ထောဒနတိတံဖလံမမဘောကငါဤစည်းစိမ်တို့သည်ကနရီတောတာပရိပါကမြင့်မရေရင်တဖွဲလျင်နိဗ္ဗတရေဖြစ်ကုန်၏ပရိမေတုံအတိုင်းအရှိတို့ကိုဆိုအံ့သောငါနသက်ကောမီမတတ်နိုင်ဣဒံဤအကျိုးကပတ္ထောဒနတဖလံတခွက်ချက်သောထမင်းကိုလူဘူးသည်ဤအကျိုးလျင်သည်ဣမံခါဒဣမံဘုံစဣမမိတယနေတယတေနာဟံဒုက္ခိတောဟောမိပတ္ထောဒနတိတံဖလံဣမံဤခဲဘွယ်ကိုခါဒခဲပါလောဣမံဤစားငါကိုဘုံစစားပါပြီလောဣမမိတယနေဤအိယာ၌တယကိမ့်ပါပြီလောတေနထိုတို့တောင်းပန်သောစကားဖြင့်သာလျှင်အဟံငါသည်ဒုက္ခိတောဟောမိချမ်းသာစွာဖြစ်သည်ဣဒံဤအကျိုးကပတ္ထောဒနတဖလံတခွက်ချက်သောထမင်းကိုလူဘူးသည်ဤအကျိုးလျင်သည်94ကဘာအပယ်၄ပါးမလားလျင်ပဲရခဲစွာသောချမ်းသာတို့ကိုရခဲ့ပြီးမှယခုတုံလေအရဟံတဖို့ချမ်းသာကိုငါခံရသည်ဟုဟောသောတရားလည်းထင်ရှားရှိ၏ဤသို့သောတရားကိုမိ၍ရခဲစွာသောသူသည်အနေဖြစ်လျက်မိမိတို့ကိုမရေတွက်ပဲစွန့်ခဲစွာစွန့်ဘူးကလျင်မရေတွက်နိုင်သောရခဲစွာသောချမ်းသာတို့ကိုခံစားမြဲသည်ဤသို့ပစိုးတထဲတည်းစွန့်တနတ်တည်းအနေကိုများမရေတွက်ပဲလူသောသူကိုလျင်ရတတ်သသူသည်ထောင်တို့လူသည်နှင့်အတူဟုသည်ဥပ္ပလဝံထေရီလေယဟန္တာမြတ်ဖြစ်ပြီးသောကြောင့်ဤခတ်သိမ်းသောတရားတို့ကိုမြင်နိုင်စွမ်းသည်ဖြစ်ရတုံးကမိမိဆုတောင်းတိုင်းအကျိုးခံစားရသည်ကိုဆိုသဖြင့်သူတစ်ပါးကိုကျင့်ဤတင်ပေးသည်ဥပ္ပလဝံထေရီဤအတိတ်နှင့်ပြစ္ဆုတ်ပံဝတ္ထုတတော်စုတာဇနပတိကုလေအညတရေအဟံပတုတာနာတိပိတမိတာလိန်ဂောပိမဟံတတာဒိဋ္ဌဝပစ္စေကတံဗုဒ္ဓံပင်စလာဇတတာနိဟံဓတ္တဝဘဒုမစ္ဆနာနိပင်စပုဒ္ဒတတာနိဟံပတ္ထယိတေပိပတ္ထေတုံမဒုံဓတ္တဝတယံဘုနောတတော်ထိုဥမာတန်တီကိုအဖြစ်မှသုတာသုတေခဲ့သောအဟံငါသည်စနပတိစနဘုံ၌နာတိဖိတမိမပွင့်မလင်းလွန်သောအညတရေကုလေမထင်မရှားသောအမျိုး၌ပတုတာသမီးဖြစ်၍အဟံငါသည်တာလိန်ယသေးစပါးလေကိုဂောပေမိစောင့်ရှောက်၏တရာထိုအခါ၌ ပ
စေကတံဗုဒ္ဓံပိစေကဗုဒ္ဓအရှင်ကိုဒိဋ္ဌဝါမြင်၍ဘဒုမစ္ဆန္နာနိကြာပရုံမှာဖုံးလွှမ်းလျက်ပင်စလာစတတာနိ900သောပေါက်ပေါက်တို့ကိုအဟံငါသည်တတော်လူ၍ပင်စပုဒ္ဒတတာနိ900သောတားယောက်ျားတို့ကိုအဟံငါသည်ပတ္ထယေဆုတောင်းမူ၏တေပိထိုငါသားအလောင်းတို့သည်လည်းတယံဘုနောပိစေကဗုဒ္ဓအရှင်အားမဒုံတတော်ပြားလို၍ပတ္ထေတုံငါသားအဖြစ်ကိုတောင်းကုန်၏တတော်ဆုတာအရိညေဟံအဇာယေဘဒုမောဒရေကာတိရေညောမဟေတိဟံဟုတ်တော်တက္ကတပူဇိတာအဇနေရာဇပုဒ္ဒနံအနုနံတတပင်စကံတတော်ထိုသား900ရဆုတောင်းသောကိုအဖြစ်မှဆုတာဆုတေခဲ့သောအဟံငါသည်အရိညေတော်၌ဘဒုမောဒရေကြာပရုံမှာအငုံ၌အဇာယိဖြစ်လေ၏အဟံငါသည်ကာတိရေညောကာတိကရမေ၏မဟေတိမိဖုရားမြတ်သည်တက္ကတပူဇိတာအယုအသေးပူဇော်အပ်သည်ဟုတ်တော်ဖြစ်၍အနုနံအပြည့်အစုံသောရာဇပုဒ္ဒနံတတပင်စကံမင်းကြီးသား900အပေါင်းတို့ကိုအဇနေငါဖွာဤယတာတေရောက်ပါနပတ္တာကိလန္တာဇလကိလိတံဒိဋ္ဌဝါဩပတ္တပထုမံအာတုံပိစေကနာယကာယတာအချင်းယောအခါ၌တေထုံငါသားတို့သည်ရောက်ပါနပတ္တာခြေပြင်းသောအရွယ်သို့ရောက်ကုန်၏တတာထိုအခါ၌ဇလကိလိတံရေကစားခြင်းကိုကိလန္တာကစားကုန်လျက်ဥပတ္တပရုမံပွင့်ချက်ဝတ်ဆံကြွေသောပရုမာချပွင့်ကိုဒိဋ္ဌဝါကမ္မထံအာယုံရှု၍ပိစေကနာယကာပိစေကဗုဒ္ဓဖျားတို့သည်အာတုံဖြစ်ကုန်၏တာဟံတေဟိဝိနာဗုဒ္ဓတုတဝီရေဟိတောကိနီသုဒာဣတိကိလိပတ္တေကာမကမ္မိအဇာယိတံတာဟံထုံငါသည်တေဟိတုတဝီရေဟိထိုသို့သောပိစေကဗုဒ္ဓအရှင်တို့နှင့်ဝိနာဗုဒ္ဓကွာကင်း၍တောကိနီစိုးရိမ်လျက်သုဒာစွတ်တေ၍ဣတိကိလိပတ္တေဣတိကိလိတောင်ချေရင်၌ကာမကမ္မိရွာငယ်၌အဇာယိတံဖြစ်လေတည်းယဒဝုဒ္ဓတုတမတိတုတနံဘတ္တုနောပိစယာဂုံအာဒါယကိစ္ဆန္တိအထပိစေကနာယကေဘိက္ခာယဂာမံကိစ္ဆန္တိဒိဋ္ဌဝါပုတ်တေအနုတရိံခိရဒါရာဝိနိကိစီတဒါမေပုဒ္ဒပိမတာယဒအချင်းယောအခါ၌ဗုဒ္ဓအရွယ်တန်လှတ်သောငါသည်တုတမတိသားသည်မိဖြစ်၍တုတနံသားတို့အား၎င်းဘတ္တုနောပိလင်းအား၎င်းယာဂုံအာဒါယယာကိုယူ၍ဣသန္တိသွားစဉ်လျင်အထပိစေကနာယကေရှေ့ရောက်သောပိစေကဗုဒ္ဓငါသားဟောင်းတို့ကိုဘိက္ခာယဆွမ်းအလို့ငါကာမံရွာသို့ကိစ္ဆန္တိသွားကုန်သည်တို့ကိုဒိဋ္ဌဝါမြင်၍ပုတ်တေတားကဲ့သို့သောအောက်မေ့ခြင်းကိုအနုတရေငါအောက်မေ့၏တတာထိုသို့အောက်မေ့သောအခါ၌ပုဒ္ဓပိမတ္တာသား၌ချစ်ခြင်းဖြင့်မေမမငါဤခိရဒါရာယင်တို့ရည်သည်ဝိနိကစ္စည်းယိုဒလျင်ကသည်တရာတေတံအဒံယာကိုပတ္တနာတေဟိပါဏိပိတတောသုတာဟံတိရတံနန္ဒနံဥပပစ္စဟံ
တရာထိုအခါ၌လည်းတေတံထိုပစ္စေကဗုဒ္ဓတို့အားပတန်နာချီညိုစွာလေတေဟိပါဏိပိမိမိလက်တို့ဖြင့်ယာကုံယာကုဆုံးကိုအဒံငါလိုဘူး၏တတော်ထိုဣတိကိလေတောင်ချေရင်ရွာငယ်မှာစွတာစွတေခဲ့သောအဟံငါသည်နန္ဒနံဝိလျော်ရာဖြစ်သောတိရတံတာဝရိန္ဒာနတ်ပြည်သို့ဥပပစ္စိဖြစ်လေ၏ဤဂါထာစကားရှင်အဖြောင့်ကဤတို့သည်ဩမာဒံသည်သူတို့သမီးအဖြစ်ကားသည်လူအဖြစ်၌များစွာမကြွယ်ဝလွန်းသောအမျိုး၌ဖြစ်လာ၏ထို့သောအမျိုး၌ဖြစ်လာသောအခါနေရာဆောင်သောကြိုင်ပိစိကဗုဒ္ဓအရှင်တယောက်အားတားယောက်ျား900အမိဖြစ်ခြင်းဤဟုပပအပွင့်900တို့ကိုလူ၍အရှင်သပိတ်ပေါ်တွင်ဘရုံမာချဝင်းကိုဖုံးလွှမ်းလာ၏ဤသို့လူလိုက်ပြီးတမှုကချဝင်းကိုအရှင်ဘဲမိုးစလေအံ့ဤပန်းစရာလေစားဟုယူပြန်မိ၏လူပြီးမှငါယူမိ၏ဟုအကြံရှိ၍ယူမိသည်ကိုကြော၍လူပြန်၏ပေါပေါအပွင့်အတိုင်းတားယောက်ျား900အမိဖြစ်၍ဘရုံမာချဝင်းလူရသည့်အကျိုးဖြစ်လျာ၌ခြေလန်းတိုင်းခြေလန်းတိုင်းခြေရာတူရှုကြဝင်းပေါက်စီသောဟုဆိုတောင်း၏တောသွား900မို့ဆိုးတို့သည်လည်းတားယောက်ျား900အမိဖြစ်ခြင်းဤဟုဆိုတောင်းသည်ကိုကြား၍ပြားအရသာလူပါကုန်လျက်ဤသူတို့သမီးဤသားလျင်ကုံအောင်ဆုံးလျင်ဖြစ်ခြင်းဤဟုထိုအကြိုက်၌ဆိုတောင်းမိလေကုန်တည်းထိုသူတို့သမီးကထိုအဖြစ်ကားသည်နတ်ပြည်၌ဖြစ်လေ၏နတ်အဖြစ်၌ဆိုတောင်းတိုင်းလျက်ခြေချရာကြာပရုံမှာဝင်ပေါက်ပေ၏နတ်စည်းစိမ်ခံပြီးမှတမှုကလူပြည်သို့အဖြစ်လဲလာသောအခါအမိဝါ၌ပရိတန်တေမနေပေကြာပရုံမှာအငုံ၌ပရိတန်တေနေလေ၏ယသိတယောက်စောက်ရှောက်မွေ၍ဖုံးရှိတတ္တဝါဖြစ်သောကြောင့်ကတွင်ဝယ်ယသိလက်ညှိုးထက်လျင်နို့ရည်ယိုပေ၍ကြည်၏တွားတတ်ပြီးတော့တမှုကခြေဟာချတိုင်းနင်းစရာဘရုံမာကြာဝင်းပေါက်ပေ၏ယသိလည်းသမီးအရာထား၍ပဒုမဝရီဟုအမိတွင်စေ၏အစင်းအဝါအားဖြင့်သောကလူအစင်းထက်လွန်၍နတ်သမီးအစင်းကဲ့သို့ရှိ၏ခြေပြင်းလက်သောအခါတောသောမှုဆိုတယောက်ပြည့်ရှင်ဗာရာဏသီမင်းကြီးအားလျှောက်လေ၏မင်းကြီးလည်းရှင်ယသိကိုတောင်းလေ၏ယသိမောက်လျင်မိဖုရားကြီးအရာမြောက်၍ဗာရာဏသီမင်းကြီးမယားမိဖုရားဘရုမဝရီဟုထင်ရှားလေသည်ဘရုမဝရီမိဖုရားကသားယောက်ျားတယောက်ကိုဖွာလတ်သည်ဖွာရင်းဖြစ်သောသားကိုမဟာဘရုမသူတို့သားဟုတွင်၏မဟာဘရုမသူတို့သားဖွာသောအကြိုက်တွင်သွေးပေါင်းကြီးကိုဆွဲ၍တန်သေးတစားသူတို့သားတော်များဖြစ်ကုန်၏မဟာဘရုမသူတို့သားနှင့်သော900စေလျင်ဆူတောင်းပါတော်မို့ဆိုတို့သည်သားတော်ကြီးဖြစ်ကုန်တည်းဘရုမဝရီမိဖုရားကဆူတောင်းသောအခါအရှင်ပိစိကဗုဒ္ဓလက်သို့ရောက်လေပြီးသောကြာဝင်းကိုပန်စရာဟုယူပြန်မိ၍စိတ်တည်မဲခဲ့ရကတလက်တွင်မင်းကြီးမယာမိဖုရားဟောင်းတို့မင်းကြီးကိုဖျက်ဆီးလေ၍မိဖုရားအရာကြာ၏တရားလာ၍မှသဖြင့်မကြာမမြင့်တမှုကမိဖုရားဖြစ်ပြန်၏မင်းသား900တို့သည်လည်းဥယျာဉ်ရေကန်ကစားရာတွင်ဘရုံမာကြာဝင်းတို့သည်ပွင့်ဦးတင့်တယ်စွာဖြစ်၍တရွေတွေ့သောပွင့်ချက်ဝတ်ဆံချွေ၍မျိုးကုန်သည်ကိုမြင်သောငါတို့ကိုလည်းကြာဝင်းတပွဲလည်းရင်ဖြစ်ရသည်တကားဟုအာယုံမူကုန်လျက်900လုံးလျင်ပိစိကဗုဒ္ဓကြီးဖြစ်ကုန်၍ကြာဝင်းအချက်ဖြား၌ချီလျင်ထက်ဝဲပွဲ၍နေလေကုန်၏ညာဦးကားသည်မိုးတော့အောင်ကြာဝင်းချမ်းများ၌နေပြီးလက်ရလက်ဖြင့်ခေါင်းတော်ကိုစမ်းကုန်သောလူ၏အသွင်ကွယ်လျင်ခဲ့၍ယဟန်အသွင်ဖြစ်ကုန်ပြီးမှသူများမြင်စဉ်ဆက်ဆက်လျင်ကောင်းကင်တိုင်ပြန်ကုန်ခဲ့၍နန္ဒမူလမည်သောပိစိကဗုဒ္ဓတို့နေရာဥမင်တို့ကြီးတွားလေကုန်၏ဘဒုမဝရီမိဖုရားလည်းငါကသားများမိဖြစ်ပါလေလျင်သားမဲ့ဖြစ်ခဲ့တကားဟုပိစိကဗုဒ္ဓသားတော်900နှင့်ကွာသောစိုးရိမ်ခြင်းနှိပ်စက်သောကျမအလျောက်ဖြစ်ခဲ့ရက
ရာဇကြိုပြည်၌ဣတိကိလိတောင်ချေရင်ရွာငယ်၌မကျွဲမဝလှုပ်ဆောင်၍သာစားသောအမျိုး၌သာဖြစ်လေ၏ကျမမီသည်အမြဲမရှိကောင်းကင်သို့ပြစ်လိုက်သောဝစစ်ပိုင်းသည်လည်းမြေသို့ရောက်လာသောအခါအဖျားအရင်အမတ်မရတကဲ့သို့လူ၏အဖြစ်လည်းအစမရှိ၍မထင်သောအခါတန်တရာရှေလျားစွာသောကြောင့်ဂျိုးကြားရှေ့ကပြုသောကျမမီ၍မပြည့်မစုံဆင်းရဲတော်လေဖြစ်ပါတတ်တလျင်ကသည်ဤဥပ္ပလဝံသူတို့သမီးအလောင်းလေရှေးကကျမမိ၍ကောင်းတုံဆင်းရဲတုံဖြစ်သည်ဣတိကိလိတောင်ချေရင်ရွာငယ်၌ဖြစ်ပြီးသောအရွယ်သို့ရောက်လာတုံ၍တောမှလှုပ်ဆောင်လေသောမိမိလင်နှင့်သားတို့ကိုယာကုပိုအံ့ဟုတွားလေစေခရီး၌ဆုံးခံလာသောပိစေကဗုဒ္ဓအရှင်ရှေးယောက်ကိုတစ်ဖြစ်ကသားဟောင်းဖြစ်သောကြောင့်ယခုမြင်လတ်သောတာမန်တိလျင်တကဲ့သို့ချစ်ခင်ရသောအမတ်ဖြင့်အောက်မေ့စေလျင်ရင်တို့ဤအရင်ယိုစီလျင်ဤအရှင်ပိစေကဗုဒ္ဓရှေးယောက်ကိုဖိမှန်သောကြောင့်အရှင်ရှေးယောက်လည်းတမိသားချင်းအရှင်ပိစေကဗုဒ္ဓ900တို့အားမွေးသည့်အမိကိုတင်းကြိုပါမူလေကုန်ဟုပြည့်ချေ၍ရှေးယောက်စားဖို့ကိုတကောအားဖြင့်900လုံးလောက်စေ၍မေတော်ကိုနှစ်သက်အားရဖြစ်စေ၏ဘုရုမဝရီမိဖုရားသားဤပိစေကဗုဒ္ဓအရှင်တို့သည်ကဘုရားလောင်းမင်းစနစ်အဖြစ်တွင်မဟာကတ္တပအလောင်းနန္ဒီယမင်းအဖြစ်တွင်အလူကံပုဂ္ဂိုလ်ကြီးဖြစ်ကုန်သည်